ဖြစ်နေကြအကြောင်းရင်းလေးတစ်ခုကမိဘကိုတော့ပြလို့ထားလင်းနေမရချချစ်တော့ကွာညာနဲ့လင်းကိုတတိတင်မြောက်မိဘကိုတော့မပေးခင်ကောက်မိဘကိုတော့ဆက်ဆိုရင်လင်းနေမရချခဲ့ဖို့ချစ်ညာနဲ့လင်းကိုယူရချောမိဘကိုတော့ဘူးကွာပြောမိဘကိုတော့ထင်အားဆိုကြလင်းနေမရချချင်တာပူပြညာနဲ့လင်းကိုအထူးခုစေးရုံမိဘကိုတော့မထူးဘေးပုံမိဘကိုတော့တမပေးလင်းနေမရချတကားကျွေးညာနဲ့လင်းကိုနောင်ရိုးပွားမိဘကိုတော့ကြောင်ထိုးထားမိဘကိုတော့စင်ငါပြလင်းနေမရချထိန်ထားကြညာနဲ့လင်းတွေ့ငူချေရှိမိဘကိုတော့နေရမကြည့်နောင်မရတဲ့နောင်တာမကောင်းမှုပေါ်ပြတီးလိုက်ချိန်မှာပြန်ဆက်ပါမိဘကျေးဇူးပါသာသမီမိုင်းများမဖြစ်စေနဲ့အချိန်မီသေးတယ်တို့ရဲ့အမိတွေပြောပြမယ်ဒီဓမ္မတာပွဲသာသမီမိဘဖြစ်နေကြအကြောင်းရင်းလေးတစ်ခုကမိဘကိုတော့ပြလို့ထားလင်းနေမရချချစ်တော့ကွာညာနဲ့လင်းကိုတထေးတင်မြောက်မိဘကိုတော့မပေးခင်ကောက်မိဘကိုတော့ဆက်ဆိုညင်းလင်းနေမရချခဲ့ဖို့ချစ်ညာနဲ့လင်းကိုယူရချောမိဘကိုတော့ဘူးကွာပြောမိဘကိုတော့တရားဆိုကြလင်းနေမရချအကျဉ်းနာပူပြညာနဲ့လင်းကိုအထူးခုစေးရုံမိဘကိုတော့မထူးဘေးပုံမိဘကိုတော့တမပေးလင်းနေမရချတကားကျွေးညာနဲ့လင်းကိုနောင်ရိုးပွားမိဘကိုတော့ကြောင်ထိုးထားမိဘကိုတော့စင်ငါပြလင်းနေမရချထိန်ထားကြမရနဲ့လင်းအတွက်ငွေကြေးရှိမိဘကိုတော့နေရမကြည့်နောင်မရတဲ့နောင်နာဟာမကောင်းမှုပေါ်ပြပြီးလိုက်ချိန်မှာပြန်ဆက်ပါမိဘကျေးဇူးပါသာသမီမိုင်းများမဖြစ်စေနဲ့အချိန်ကြီးသေးတယ်နောင်မရတဲ့နောင်နာဟာမကောင်းမှုပေါ်ပြပြီးလိုက်ချိန်မှာပြန်ဆက်ပါမိဘကျေးဇူးပါသာသမီမိုင်းများမဖြစ်စေနဲ့